စီမှုထားဥပဒေဆိုတာကတကယ်ဆိုတော့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံအကြားပေါ့နော်တကယ်ဒီပါကနေပြီးမှတွေ့ကိုလာတိုက်ခိုက်တဲ့အခါမှာဒီလိုဥပဒေတွေကတော့စီပီတာအတိုးပြုလေးရှိတာပေါ့နော်ဒါစီမှုမထားမနေရပေါ့ဒါမဲ့လည်းအခုကမြန်မာနိုင်ငံမှာဖြစ်နေတာကဒီစီမှုကိုထားတယ်ဆိုတာကတစ်ဖက်ကပြောမယ်ဆိုရင်ကိုပီကူကိုကပြတာပါဆိုတဲ့အနေအထားဖြစ်နေတာဆိုတော့တစ်ဖက်ကကိုအဖေကိုတတ်ပါကိုအမေကိုတတ်ပါကိုရဲ့ပီတူကိုတတ်ပါဆိုတာပေါ့ဆိုတော့အကြမ်းဖက်ဆီယနာစီတွေကကျွန်တော်ပီတူတွေကိုတပ်ဖြန့်လာခဲ့တာကြာလာပြီအသေးကိုဖျက်ဆီးလာခဲ့တာကြာလာပြီတစ်ဖက်ကသူတို့ဖျက်ဆီးတာသူတို့ကတပ်ဖြတ်တာကိုမကဘဲနဲ့အခုကဒီလူငယ်တွေပေါ့အထူးသဖြင့်လူငယ်တွေကိုခုနတော့လူငယ်တွေရဲ့လက်ကိုယူပြီးမှဆွဲခေါ်ပြီးမှကိုပီတူကိုလာတာပါဆိုတဲ့ဥစ္စာကနံပါတ်1ဒါ crime against humanity ပေါ့အခုစစ်စာဇဝေမှုတစ်ခုဒါကိုကatrocity တစ်ခုတော့ဖြစ်သွားပြီပေါ့ဒီဘာကကျွန်တော်ကိုတရုတ်ကလာတိုက်နေတာမဟုတ်ဘူးအမေရိကကစစ်လာဖြစ်နေတာပေါ့ကျွန်တော်ကိုတရုတ်အိန္ဒိယကမဟုတ်ထိုင်းကလာတိုက်တာမဟုတ်ဆိုတော့ဟိုတော့ကကျွန်တော်ဒီအမေရိကပြည်ထောင်စုမှာ State Department မှာရှိတဲ့ Global Justice Bureau နဲ့တွေ့ခဲ့တယ်သူတို့ကဒီရိုဟင်ဂျာဒီကိုလူမျိုးတို့တပ်ဖြတ်ခြင်းကို genocide အဖြစ်နဲ့determine ဆုဖြတ်ခဲ့တဲ့အဓိကတာဝန်ရှိတယ်လို့တာဝန်ရှိတဲ့ဒီတရားမျှတရေးကိုဖော်ဆောင်တဲ့ bureau ပေါ့သူတို့လည်းမိတယ်ဒီအကြမ်းဖက်စစ်ကောင်စီကအခုလို့ဒီ2021အလွန်မှာပေါ့အကြမ်းဖက်စစ်ကောင်စီကလုတ်ခဲ့တဲ့လို့ရတွေဟာစီစာဇွေးမှုမြောက်တယ်ဆိုတဲ့အမေရိကအစိုးရဘက်ကအတားကိုဆုတ်ဖြတ်ချက်ချားနေဆိုတဲ့ဆွေးနွေးချက်ကိုဆွေးနွေးခဲ့တယ်ဆိုတော့အဲ့ဒါမှလည်းခုနလိုစိတ်မှုမထားမနေရဥပဒေကိုပြန်လာပြီးမှကိုပီတူကိုကပြတ်သားဖို့ရတဲ့ဥပဒေကနေပြီးမှအဲ့ဒါကိုပြောမယ်ဆိုရင်တော့ crime against humanity လို့ခေါ်တဲ့ဒီစီစာဇွေးမှုတွေကိုတာမအဖြစ်နဲ့လက်ခံသွားအောင်ဘယ်လိုပြောမလဲnormalization ပေါ့ဗမာလိုနဲ့ဆိုရတော့ခုနအဲ့ဒါကိုတရဝီဖြစ်အောင်ကိုပီတူကိုတတ်တာကိုတရဝီဖြစ်အောင်ဆိုတာကဘလုံးနဲ့မှနိုင်ငံတကာဥပဒေမှတော့လကောင်းဒီကျွန်တော်တို့ဒီလူအခွင့်အရေးနဲ့ပတ်သက်ရတော့လကောင်းဥပမာ international law မှတော့လကောင်းဒါလုံးဝကျွလွန်တဲ့အမှုတစ်ခုဖြစ်တယ်ဆိုတော့ဒါနံပါတ်1နံပါတ်2ကအကြမ်းဖက်စစ်ကောင်စီတွေဟာသူတို့ institution တစ်ခုလုံးကပြိုကွဲနေပြီဆိုတာကိုလည်းတက်ထောက်ထားဖြစ်တယ်သူတို့မှာဘလောက်ထိဆီရှိုးနေပြီလဲဘလောက်ထိပြည်သူလူထုကနိုင်ပြီးမှဘလောက်ထိသူတို့ကရှုံးနေတယ်လဲဆိုတာအဲ့ဒါလဲသူတို့ရဲ့ desperation ပေါ့သူတို့ရဲ့လောကဘယ်သွားမှမသိတော့တဲ့ဘလို့ထွဲရမှမသိတော့ဘလို့ဝီမှမသိတော့တဲ့ဒီတကက်ဘလို့ပြောမလဲဆိုတော့သူတို့နောက်ဆုံးခုနလိုခရီးတစ်ခုတိဘောချီကပျက်စီးသွားမဲ့အခါမှာပျက်စီးနေတဲ့အခါမှာမနှင်းမြုပ်ခီမှာသူတို့ကကမကတားနဲ့သူတို့ဒါဟာလှုပ်တဲ့ဥစ္စာတစ်ခုလို့လဲကျွန်တော်အမြင်မှာတော့အဲ့လိုတူတာတယ်နံပါတ်2အနေနဲ့ကတော့မြန်မာပြည်သူလူထုမှာကျွန်တော်စိတ်ချတယ်သူတို့ကဒီရာတူရဲ့လက်နဲ့ကိုလက်နဲ့အဖြစ်နဲ့ပေါ့နော်ပြဖြစ်နိုင်ဖို့ဆိုတာကလည်းဒီအထူးသဖြင့်လူငယ်တွေမှာအဲ့လိုသူတို့ရဲ့အတွေ့ခေါ်ရတော့စိပိတာဖြစ်တယ်သူတို့ကဒီဘလို့ပဲဖြစ်တာကိုအဆွဲခံမယ်ဆိုရင်လည်းသူတို့ဖက်ပြောက်ဖို့ကသူတို့မှာအစစ်တိဖြစ်တဲ့လူတွေအများကြီးကျွန်တော်မှာရှိလို့ကျွန်တော်လူငယ်တွေအားလုံးပေါ့ကျွန်တော်ယုံကြည်တယ်အဲ့လိုလဲကျွန်တော်ဖက်ပြောက်တယ်ဆိုတာဟာလည်းအခုနတော့ရာတူဖက်မှာအခုနတော့ဥပဒေကိုသူတို့ကအတော်ပြီးမှလုပ်တဲ့အခါမှာပြည်သူဖက်ကလည်းအဲ့ဒီ
နေပြည်တော်မှာရှိနေတဲ့ဒီအကြဖက်စစ်ကောင်းဆောင်တွေအတွက်ကိုသူတို့ရဲ့ဘဝကိုတော့အဲ့လိုနှိမ့်မြုပ်နိုင်မဲ့လူငယ်တွေဟာမြန်မာနိုင်ငံမှာမရှိတော့ပါဘူးလို့ထင်တယ်ပြီးမှတစ်ဖက်ကကျွန်တော်ဒေါ်လာဖက်မှာလည်းအဲ့ဒီဥပဒေအောက်မှာကြာရောက်နေတဲ့လူငယ်တွေအတွက်ကိုလည်းကိုဆုညာဆိုစစ်တများပေါ့နော်ကျွန်တော်ဒေါ်လာဖက်မှာလည်းဥမာလွတ်မြောက်နယ်မြေတွေမှာသူတို့အတွက်အခွင့်အရေးတွေဥမာပညာရေးကအစကျန်းမာရေးကအစနော်အသေးမူဝါရေးကအစအကောင်းဆုံးနေဒီကိုကျွန်တော်ကစစ်စားပြီးမှအလုံးမဖြစ်တဲ့ဥစ္စာတွေကိုလည်းဘယ်လိုအလုပ်ဖြစ်အောင်လုပ်ရမလဲနော်စီပီတာ program တွေကိုလည်းဒီထက်မကကျွန်တော်ဘယ်လိုအလုပ်ဖြစ်အောင်လုပ်ရမလဲဆိုတဲ့အပိုင်းမှာတော့ကျွန်တော်ဖက်မှာလည်းအများကြီးတာဝန်တော့ရှိတယ်လို့ကျွန်တော်ထင်တယ်